ဘလူးကြီးကသူ့ရဲ့လက်ဝါးကြီးကိုဆန့်ထုတ်ပြီးမြေကြီးကိုညင်ညင်သာသာတူးဆွပေးလိုက်တာနဲ့လယ်သမားတစ်ယောက်3ရက်စာလုပ်ရမယ့်အလုပ်ကိုခဏချင်းနဲ့ပြီးစီးသွားစေတယ်။သူ့ရဲ့လက်ချောင်းတွေကိုတုံးပြီးရေမြောင်းတစ်ခုဖော်ပေးလိုက်တဲ့အခါခြောက်တွေ့နေတဲ့မြေပြင်ထက်မှာစိမ့်လန်းတဲ့အပင်ပေါက်လေးတွေရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။ဘလူးကြီးကသူ့ရဲ့ပိုင်နက်ထဲမှာအလုပ်ကျွေးပြုနေတာကိုမြင်တော့အမြင်ချင်းတဲ့ဘရင်ဟာမနာလိုစိတ်တွေဖြစ်ပေါ်လာတယ်။သူကခယူသိန်းကိုမှုတ်ပြီးဘလူးကြီးကိုအမိန့်အသစ်တစ်ခုပေးလိုက်ပြန်တယ်။ဘလူးကြီးကလည်းဘရင်ခိုင်းစေတာကိုမြင်တော့မျက်စီကိုသွားပြီးရေကန်တွေကိုအလွယ်တကူဖြည့်ပေးခဲ့တယ်။ရွာသားတွေအိမ်ပြင်နေတာကိုမြင်တဲ့အခါမှာလဲကြောက်တုံးကြီးတုံးကိုယူပြီးအိမ်အောက်ခြေခိုင်ခန့်အောင်ဆူဆွနေတဲ့ဘီလက်မြေပေါ်မှာတင်ပေးခဲ့တယ်။ဒါပေမဲ့စိတ်ပြက်စရာကောင်းတဲ့ဘရင်ကတော့သူ့ကိုအမိန့်တွေထပ်ပေးပြီးမျိုးရိုးတွေတိဆောက်ခိုင်းပြန်တယ်။တနေ့ကုန်မနာတဲ့အလုပ်လုပ်ပြီးတဲ့နောက်ဘလူးကြီးဟာဘရင်အပေါ်စိတ်ပြက်လာတော့တယ်။ညရောက်တဲ့အခါသူကတောင်ပေါ်ကိုသွားပြီးမြေပုံလေးတွေလုပ်တဲ့သူ့ခန္ဓာကိုယ်ထဲကနေတစ်ပင်တွေကိုထုတ်ပြီးအဲ့ဒီနေရာမှာစိုက်ပျိုးခဲ့တယ်။ဒါပေမဲ့စစ်တီတော်တွေကသူ့ရှေ့မှာတင်အဲ့ဒီအပင်တွေကိုလာခုတ်ကြတယ်။ဘလူးကြီးကတားဆီးဖို့လက်ကမ်းလိုက်ပေမဲ့ဘရင်ကဝင်မပါဖို့ပြောခဲ့တယ်။ဘလူးကြီးကအမိန့်ကိုဖီဆန်တယ်လို့ယူဆပြီးဘရင်ကခယူသိန်းကိုထပ်မှုတ်ကစစ်တီတွေကိုဘလူးကြီးကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။ဘရင်ရဲ့ရက်စက်မှုကြောင့်စိတ်နှလုံးကြေကွဲသွားတဲ့ဘလူးကြီးဟာအဲ့ဒီပြည်နယ်ကနေထွက်ခွာသွားခဲ့တယ်။တစ်နှစ်အကြာမှာတော့ဘရင်ကြီးရဲ့လောဘကြောင့်တိုင်းပြည်ဟာအကွဲခြောက်သွေ့တဲ့မြေရိုင်းကြီးဖြစ်သွားခဲ့ရတယ်။မြို့သူမြို့သားတွေလည်းတယောက်ပြီးတယောက်ထွက်ခွာကုန်ကြပြီးဘရင်တယောက်တည်းပဲကြံရစ်တော့တယ်။အဲ့ဒီအချိန်ကျမှသာသူကဘလူးကြီးကိုတတိယပြီးဘလူးကြီးရဲ့ခြေရာတွေနောက်ကိုလိုက်သွားခဲ့တယ်။အားကိုးရမဲနေတဲ့ဘရင်ဟာကလေးတွေရဲ့ခရမ်းကျင်တီးနဲ့ပေါက်တာကိုခံရတယ်။မိုးတွေရွာလာတဲ့အခါမှာလည်းခိုနားစရာနေရာမရှိတော့ဘူး။ရွာသားတွေစီကတတိတလုံးတောင်းဖို့စူးစမ်းပေမဲ့ရွာသားတွေကသူ့ကိုအကြီးကျယ်မုန်းတီးနေကြပြီးဘရင်ဟာမြောက်ဘက်ကိုခရီးဆက်ရင်အခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရတယ်။လူသားတွေအတွက်ကိုစတေးနေကြတဲ့ဘလူးများကြီးကိုလည်းသူတွေ့ခဲ့ရတယ်။ရာသီလေးခုကုန်လွန်ပြီးတဲ့နောက်မှာတော့ဘရင်ဟာသူတောင်းစားတစ်ယောက်ဖြစ်သွားခဲ့ပြီးလမ်းတော်မလျှောက်နိုင်တော့ဘူး။အဲ့ဒီအချိန်မှာပဲသူတစ်ချိန်ကအမိန့်ပေးခဲ့ဘူးတဲ့ဘလူးကြီးကိုနောက်ဆုံးမှာပြန်တွေ့ခဲ့ရတယ်။ဘရင်ကခွင့်လွှတ်ဖို့တောင်းပန်တယ်။စိတ်ဆိုးနေစေဖြစ်တဲ့ဘလူးကြီးကိုမြင်တဲ့အခါဘရင်ဟာသူ့ရဲ့မမာနတွေကိုဘေးပယ်ထားပြီးဘလူးကြီးရှေ့မှာဒူးထောက်ရှုံးပေးလိုက်တယ်။ဘရင်ရဲ့စစ်မှန်တဲ့နောင်တကဘလူးကြီးကိုစိတ်ပြောင်းသွားစေခဲ့တယ်။ဘလူးကြီးကသူ့ကိုပြန်လည်လက်ခံလိုက်ပြီးသူတို့နှစ်ယောက်ဟာနေရက်ကိုအတူတူပြန်လာခဲ့ကြတယ်။အခုတစ်ခါမှာတော့ဘရင်နဲ့ဘလူးကြီးဟာသူတို့ရဲ့အမိမြေကိုပခုံးချင်းရှင်ပြီးကာကွယ်ဆောက်ရှောက်သွားကြပါတော့တယ်။